ဘာလဲတွားခုနောက်ကိုတွားမာဘာလဲတဲ့ခါထောက်ပြောခင်ဗျာအလူအိမ်ထဲမှာနေတယ်ပြောစမ်း လက်ဖွဲ့ပေးသွားအောင်လေ အမလေးသိပါတယ်ရော့ခဏဒါမိချစ်စံပုံလုံးနဲ့ခဏတက်မလားနဲ့ကျောက်တို့ကျွေးတာကဓာတ်ပေါက်ကျွေးတာအဲ့ဘာတော့ အမလေးဘူးလေးသေးလို့အထင်မသိနဲ့အထက်ကပစ္စည်းကတန်ဖိုးကြီးတယ်ကြည့်လိုက်အောင် မင်္ဂလာဆောင်ရအေးလိုက်တာကွာဒီချင်းကြက်ကြက်လေးဖွင့်ပေးလိုက်ပါဦး 来了，上么边呢？把这个等家被么表妹妹人上位么？把他们都把人不把他不拉比么弄人呢？到咱地打个来呢，把妈妈地不上么人呢？嘛他把他妈的那个书，always 满是不，完了 always 满是不，完了 always 满是不，他把他妈的那个书，always 满是不，完了。家东也不弄个搞来表表咱嘛不把当人。လူကြီးကိုလည်းသာကနေတာဟဲ့ရောက်ရေးတရွာလုံးကိုကနေတာတရွာလုံးကိုဘာဖြစ်လို့ပြင်မှမသိဘူးမင်းတို့ရွာတရွာလုံးကနေအဲ့ဒါဘာဖြစ်တာလဲ ကျမတို့ရွာဒီချင်းဖွင့်လို့မရဘူးဒီချင်းဖွင့်တဲ့ရွာလုံးကတာဦးလေးအော် ကြီးကြီးဖွင့်လို့မရဘူး ဟုတ်တယ်ဦး ကြီး လေး ကြီးဖွင့်အကုန်ကတာ ဟုတ်တယ် စီကြီးကဘာလို့ဖွင့်တာလဲ ဘယ်တော့ဖွင့်ရမှာလဲနင့်ဦးလေးသွားဖွင့်လာပေါ့ဟိုကောင်ဘာပါလာခဲ့စားလာခဲ့စားမင်းဖာဖေးဘာသာလောက်တာလဲ ဒီချင်းသွားဖွင့်တယ် ကြီးကြီးဖွင့်လို့မရဘူးတဲ့ဒီရွာကြီးကြီးဖွင့်အကုန်ကတယ်သွားပြန်ပိတ်ဝါသွား ပိတ်လိုက်ပြီ အော်အဲ့လိုရှိသေးတာဒီရေဘသူဖွင့်လာလဲကွာ ဖွင့်မရဘူး ဖွင့်မရဘူးကျွန်တော်တောင်းပန်နေနော် ဟုတ်ပါတယ်ရှင် ဒီရွာကြီးကြီးဖွင့်တာ တနက်လုံးကဒီချင်းဖွင့်လို့မရဘူး ဟုတ်ကဲ့ ဖွင့်လို့မရဘူးဒီချင်း တော်တော်လာတမျိုးတော့ မင်းမလားတောင်းဘောင်းလေးဒီမဲ့အဖေပြောပြမယ်သူတို့ရွာဒီကြီးဖွင့်လို့ရှိရင်အကုန်ကတယ်သဘောပေါက်တယ်နော် ဟုတ်တယ်ဖေး အခုလက်ဝဲပစ္စည်းတွေအခုဘယ်လောက်ရပြီလဲ လက်ဖွဲ့ပစ္စည်းကလည်းအများကြီးပဲလက်ဖွဲ့ငွေကလည်းအများကြီးပဲဖေးရဲ့ ကောင်းတာတွေဆိုလို့ရှိရင်ဖယ်ထား ဖယ်ထားမယ်လေ တောင်ကုန်ကြည့်တယ်ဆိုဖယ်ထား ဖယ်ထားမယ် ကောင်းတဲ့ဓာတ်ပေါင်းကိုအကုန်ကြခံပြီးတော့ငါတို့ကအကုန်မြင်လာဆောင်ထားတာနော် ဟုတ်တယ်လေ တားရှင်ဘက်ကအကုန်ကတာနော် အကုန်တင်ထားတာဖေး အဲ့တော့ငါတို့တွေဒီဥစ္စာတွေအကုန်လုံးတားရှင်ဘက်ကငါတို့ပဲရဖို့လိုတယ်လေ ဒါပဲလေ ဟုတ်တယ်မှန်တယ်မလားဟုတ်ပြီအဲ့ဆိုရင်ငါပြောတဲ့အတိုင်းလုပ်ဒါတွေအကုန်လုံးငါတို့သိမယ်ဟုတ်တယ်နော်စမ်းဟဲ့ဟာတန်းမင်းအဲ့ဒါမျိုးလုံးလို့ရမလားကွာဘာဖြစ်လို့ကွာဟဲ့လက်ဝဲပစ္စည်းတွေမင်းတို့သိကြမလို့ဘူးကွာဟာဟဲ့မင်းတို့နေလိုက်စမ်းဒီဥစ္စာကတားရှင်ဖြစ်တဲ့အတွက်ဒီအရာအလုံးကငါတို့ပဲရမယ်ဟဲ့ကောက်တဲ့တပေါက်အကုန်ကြတယ်ငါတို့လုပ်ထားကွာ အောင်မဲလူပါမဝနဲ့နော်ငါတို့ရွာမှာလောက်တာသမီးရှင်အကောင်တိုင်းရမှာ ဟုတ်တယ်ဟာအဲ့ဒါရွာထုံးစံပေါ့ငါတို့ရန်ကုန်မြို့ကမြို့ထုံးစံတားရှင်ဖြစ်တဲ့သူကအကုန်လက်ဝဲပစ္စည်းကိုရတာဟာမပေးနိုင်ဘူးငါတို့ဘာဖြစ်လဲပြောဘာဖြစ်လဲကွာကျောက်တော့ပါဗျာကောက်တဲ့တပေါက်ပတ်စံကုန်ခံပြီးကျုပ်တို့မြင်လာဆောင်မိတာဟုတ်တယ်အဲ့ဒါဘာဖြစ်လဲကွာဒီလက်တော့ပစ္စည်းကျုပ်တို့ပဲရမှာပေါ့ သမီးရှင်ရမှာလေလူရှင် ဟုတ်တယ်သမီးရှင်ပဲဒီလက်ဆောင်ပစ္စည်းကိုရတာမင်းတို့နဲ့မဆိုင်ဘူးကွာ လူကြီးခဏပတ်မလိုက်နဲ့နော်လူကြီးပတ်မလိုက်နော်ခင်ဗျားရောက်တော့ခင်ဗျားကာကွယ်နေ လိုက်တာမဟုတ်အမှန်တရားပြောပြတာနော် အမှန်တရားပြောတာကတော့မိပါပစ္စည်း来了，上么边呢？把这个等家被么表妹妹人上位么？把他们都把人不把他不拉比么弄人呢？到咱地打个来呢，把妈妈地不上么人呢？嘛他把他妈的那个书，always 满是不，完了 always。ဟဲ့ရောက်ဘာဖြစ်သွားတာလဲ မီးပြတ်သွားပြီ မိပြတ်သွားတာဟဲ့ဟဲ့